အားလုံးပဲမင်္ဂလာပါခင်ဗျာလို့နော်တင်ဆရာမြင်ဆရာကြားဆရာများကိုလေးစားကြည်ညိုလျက်ပါခင်ဗျာကြည့်ရှုအားပေးကြတဲ့ဦးဒေါ်ညီကိုမောင်နှမများနေကောင်းကြမှာကြပါစေလို့ညီလေးညီမလေးများလည်းနေကောင်းကြမှာစီးပွားရေးစင်ပြေတိုးတက်ကောင်းမွန်ကြပါစေခင်ဗျာမေတ္တာဆိုတာအတွားပြန်ရှိတယ်လို့ရှစ်ထာဆိုတာလဲစကားပြန်ရှိရတယ်တဲ့ကျွန်တော်ကစကားပြန်ကြည့်ရှုအားပေးတဲ့လူအားလုံးကိုစကားပြန်ကျင်တာကစိတ်ဤကြမ်းမာကိုယ်ချမ်းသာခြင်းများပြည့်စုံနိုင်ကြ၍မိဘဆရာဓမ္မများတို့ကိုညီမစာစောင့်ရှောက်နိုင်ပြီးမိဘကျေးဇူးဆက်နိုင်တဲ့ညီကိုမောင်နှမအများဖြစ်ကြပါစေခမညာလို့ဆုတောင်းပေးပါတယ်လို့နော်တွားလေရလာလေရလမ်းမှာအနေရကင်းဘေးချင်းပြီးစီးပွားရေးစင်ပြေကြပါစေလို့နိုင်ငံရချမ်းမှာလှုပ်လုံနေကြတဲ့လူများကလည်းကိုပမာပြည်မှာစီးပွားရေးစင်ပြေစွာတိဆောက်အောင်မြင်နိုင်ကြပါစေခမညာလို့တထေးများဝနများလောက်ဖော်ကိုင်းပြက်များနဲ့ဆက်ဆံရေးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါရနော်။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်လူတစ်ယောက်ကကိုရောက်ရှိနေတဲ့နေရာဒေသမှာတယောက်နဲ့တယောက်ဆက်ဆံရေးအဆင်ပြေဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါကြောင့်မလို့ညီကိုမောင်နှမတွေကအဝိတ္တနေရာမှာဆိုရင်ကိုနာမှာရှိတဲ့လူတွေကဒါညီကိုမောင်နှမအထက်ပိုပြီးတော့အရေးကြီးပါတယ်လို့ဒါကြောင့်မလို့ကိုနာမှာရှိတဲ့လူများတို့ကိုရန်သူလိုတဘောမထားပဲနဲ့ညီကိုမောင်နှမလိုဆက်ဆံကြနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခမညာလို့တယောက်နဲ့တယောက်မေတ္တာထားရင်မေတ္တာဆိုတာအတော့ပြန်ရှိတယ်ဆိုတာမမိတ်နဲ့နော်ကိုကအမုန်းပေးရင်အမုန်းမရမယ်အရှစ်ပေးရင်အရှစ်ပဲရမယ်ဒါတွေကိုအမြဲတမ်းတတိထားနားလည်ကြပါလို့နော်ကိုလေးလည်းနိုင်ငံရချမ်းပါပါလို့နော်မိဝေဖဝေနိုင်ငံရချာကိုစ조사အထောက်ဖို့ဆိုပြီးလာခဲ့တာအတွေ့ကြုံပေါင်းများစွာကြုံရပါတယ်လို့နော်လူမျိုးပေါင်းစုံနဲ့လည်းပေါင်းရတယ်လူမျိုးပေါင်းစုံနဲ့လည်းတွေ့ရတယ်အစုံမဲ့တွေ့ရပါတယ်လို့နော်စိတ်တိုးရင်လည်းတိခံထားရတယ်စားခြင်းလည်းအောက်ဤထားရတယ်ဒါနိုင်ငံခြားရတဘာဝဆိုတာအခုမှသိပါတယ်လို့နော်ဘဝစ조사အထောက်ရင်နဲ့ဘယ်တော့မှအောင်မြင်သွားမလဲမသိဘူးနော်အတက်တည်းလည်းဖြည်းဖြည်းကြီးလာလိုက်တာကိုအတက်ကြီးမှန်တောင်မသိဘူးတကြံပြီးမှရောက်ခါကြမှာကိုအတက်ကတနက်ကြီးတော့ပါပြီလားရဲ့လို့ဒီလိုပဲယူဆမိရတယ်ဒါကြောင့်မလို့အားလုံးလူချင်း